ကဘာပေါ်မှာဈေးကြီးဆုံးဒိန်ခဲတွေကိုတင်သိပါသလားတကယ်တော့ဒိန်ခဲတွေရဲ့မျိုးကွဲတွေကအရန်များပြီးတချို့ဆိုဘီလီယံနာတွေတောင်မတက်နိုင်ပါဘူးပစ္စမတ်နေရမှာတော့ကျွန်တော်တို့မှာအီတလီဒိန်ခဲတစ်မျိုးရှိတယ်သူကပုံတန်တန်နဲ့အရသာကထူးခြားတယ်ဘွဲတော်တွေမှာပဲတီးတန့်ပြုလုပ်တဲ့ဒိန်ခဲပါသူကပိုးဖိုးရနွားနို့ကနေဖန်တီးထားတာပါအဲ့ဒီနွားတွေကိုငယ်ငယ်ကလေးကပြုစုဆောင်ရှောက်ခဲ့တာမို့ရင်းကျက်လာတဲ့အခါဖီစီမှုဆိုတာမတိကြပါဘူးသူ့ရဲ့ဈေးနှုန်းကတော့တစ်ပေါင်ကိုဒေါ်လာ200ပါစတုတ်ထက်နေရမှာတော့အနက်ရောင်ဒိန်ခဲတစ်မျိုးရှိတယ်သူ့မှာအလွန်သိမ်မွေ့ရဲ့အတွင်းပိုင်းနဲ့ထူရဲတဲ့အခွန်ပါတယ်လိမ္မော်တီးရတာပါတာကြောင့်ထူးခြားတယ်ဒီဒိန်ခဲကိုဂျာစီနွားတွေရဲ့အရည်သွေးမြင့်တို့နဲ့ထုတ်လုပ်ထားတာပါဒီနွားတွေကစပားကြီးတွေထဲမှာမမြင်ဘူးအောင်ပွင့်လင်းတဲ့နေရာတွေမှာကျက်စားကြတာပါဒီဒိန်ခဲရဲ့ဈေးနှုန်းကတော့တစ်ပေါင်ကိုဒေါ်လာ320ပါတတိယနေရာမှာတော့ဒိန်ခဲအမျိုးအစားတွေထဲမှာအထူးခြားဆုံးပါတကယ်ကိုနူးညံ့သိမ်မွေ့ရဲ့ဒိန်ခဲဖြစ်ပြီးခံတွင်းထဲမှာရောက်တာနဲ့အရည်ပျော်သွားတယ်သူ့ရဲ့ထူးခြားချက်ကအေယာမအမုန်းခွနွားနို့နဲ့ပြုလုပ်ထားတာပါထုတ်လုပ်မှုပမာဏကအလွန်ကန့်သက်ထားတာကြောင့်သူ့ရဲ့ဈေးနှုန်းကတစ်ပေါင်ကိုဒေါ်လာ600ကျော်ပါဒုတိယနေရာမှာတော့အဖြူရောင်ခဲဆက်ကရွှေဒိန်ခဲပါဒါကကဘာပေါ်မှာပရီမီယံနဲ့အကောင်းမွန်ဆုံးရွှေထည့်ထားတဲ့ဒိန်ခဲပါအရသာကိုမြင့်တင်ဖို့အတွက်မင်းခဲဝဲကျဲပွင့်စားတောက်ဆိုင်တွေမှာဈေးကြီးတဲ့ဝိုင်နဲ့တုပ်ပြီးတီခင်းလေးရှိပါတယ်သူ့ကိုစကော့တလန်နွားနို့နဲ့ဖန်တီးထားပြီးအရည်သွေးမြင့်အော်ဂဲနစ်အစာတွေနဲ့ကျွေးမွေးပါတယ်ဒီဒိန်ခဲရဲ့ဈေးနှုန်းကတော့တစ်ပေါင်ကိုဒေါ်လာ800ပါပထမနေရာမှာတော့တကယ်တော့ရေကန်လို့ခေါ်တဲ့ဒိန်ခဲတစ်မျိုးပါသူကမီးတွေရဲ့နှုတ်ကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့နူးညံ့သိမ်မွေ့ရဲ့ဒိန်ခဲပါမီးတွေကိုကျန်းမာရေးနဲ့ညီညွတ်အောင်အထူးဂရုစိုက်မွေးမြူထားပါတယ်နှုတ်ကိုယ်တိုင်ကဈေးကြီးပြီးအရန်ရတာရှိတာကြောင့်ဒီဒိန်ခဲရဲ့ဈေးနှုန်းကတော့တစ်ပေါင်ကိုဒေါ်လာ1200ပါကဲဒီလောက်ဆိုကဘာပေါ်ကဈေးကြီးဆုံးဒိန်ခဲတွေအကြောင်းသိလောက်ပြီးထင်ပါတယ်